တာကြီးတို့မင်းတို့တန့်ပလေရတယ်တခုတော့မေးချင်တယ်ကွာနော်မင်းတို့တန့်ကင်ထားလို့ဒါတစ်ဖက်အသင်းကဖန်နီကင်လာပြီဆိုလို့ရှိရင်ဖန်နီကိုတက်ရတယ်စောင်းရရတာရှိတာလားဟမ်ဖန်နီမတက်ရရင်ဟိုသိမလားရှုံးသွားမဲ့အတိုင်းပဲသိမလားဖန်နီမတက်ရရင်သေသွားမဲ့အတိုင်းပဲခံစားရလားဒီဘက်မှာဆိုလို့ရှိရင်ကွာအန်နီမီကဖန်ကိုပက်တာပေါ့နော်ငါဒါ last pit ဆိုတော့ငါဖန်နီပဲကင်လိုက်တယ်ကွာနော်ဒီဘက်ဆိုတော့တော်တော်ကန်ကောင်းပါကွာသိလားဘာဖြစ်လို့ဆိုတော့ तू တခုဆိုတခုပဲသိတယ်ကွာဖန်နီကမဟုတ်ရင်မတူးမှစောက်ပြီးမစိုက်ဘူးဆိုတဲ့ပုံစံမျိုးသိလားတပွဲလုံးမှာငါမမဟုတ်ရင်မတူးမှမရိုက်ဘူးကွာသိလားဒီမှာကြည့်ဒီဘက်မှာဆိုလို့ရှိရင်ဒါဖန်နီဆိုသိတဲ့အတိုင်းပဲကွာစတာနဲ့ तू ကဘက်လာနှောက်ပြီပေါ့နော်ဒါဆန်းနဲ့တွဲဆိုတဲ့အတွက်ဒါဘက်အနှောက်ခံရတော့ငါဆန်းဘက်ကခေါ်လိုက်တယ်ကွာဆန်းလိုက်လာတာပေါ့နော်ပြီးတဲ့ငါ rap ကိုရှင်းရှင်းစားတယ်ကွာစားပြီးတဲ့ငါစိတ်ကတော့ငါဘက်သွားနှောက်မှာပေါ့နော်တိုင်းတို့ငါအများနဲ့ပြောနေတယ်လို့ပဲကွာဟိုသူများကိုမနှောက်ရင်ကိုအနှောက်ခံရမှာပဲကွာအဲ့ဆိုတော့ငါအဲ့တိုင်းပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ငါဘက်ငါစားပြီးတဲ့ငါရှင်းရှင်းဒါဘက်သွားနှောက်တော့လီယုံမောလည်းရတယ်သူ့ရဲ့ဘလူးဘက်ကိုလည်းငါပါဆယ်ရလာခဲ့တယ်ကွာလီယုံမောအဲ့ဘက်ပေးရတာနဲ့ဒီကြောင်ပြောက်သွားပြီပေါ့နော်ဒီမှာဆိုငါအဲ့ဘက်ကိုဓာတ်ပြီးတာနဲ့ငါအောက်ကိုရှင်းရှင်းဆင်းလာတဲ့ကောင်ကိုဘက်ကမက်ဆမောင်အဲ့ကောင်တွေဝိုင်းတက်ဖို့ရှောင်းတယ်ကွာအဲ့ဆိုတော့ငါမက်ဆမောင်ရှင်းရှင်းပြေးကောက်ပြီးလိုက်တယ်ပြီးတာနဲ့ဒီမှာဆိုလို့ရှိရင်ငါတို့က၄ယောက်ဆိုရင်ဖန်ကိုကတရက်ရောက်တဲ့ကွာအဲ့ဆိုတော့အဲ့နှစ်ကောင်စလုံးငါတို့ဝိုင်းပြီးတော့ဖြတ်ပေးလိုက်တာပေါ့နော်ဝိုင်းဖြတ်ပေးလိုက်တော့ဒီကောင်တွေကတာတယ်နောက်မကတ်ရဲတော့ကွာဒီမှာဆိုလို့ရှိရင်လည်းတာတယ်ကိုလီမော့စကပ်ပြီးတော့ rap စားနေတာပေါ့နော်သူတို့ဘက်ကပကူရီဆိုမပေးချင်ဘူးကွာမပေးချင်မှတကောင်နဲ့ဘလို့မှမဖြစ်နိုင်တော့ပေါ့နော်အဲ့ဆိုတော့တာတယ်ကိုယူပြီးတာနဲ့ဒီလာလူတဲ့ပကူရီကိုငါအဆုံးတက်ပေးလိုက်တယ်ကွာဒါဟိုဘက်က rap စားနေလီမော့ရောကိုလူတွေကသွားပြီးတော့တက်ပေးလိုက်တာပေါ့နော်ဖြစ်ချင်တော့ကွာမစမန်လည်းဒါတာတယ်လာကူတော့အတွက်သူ့လေးရလွတ်ကြံခဲ့ကွာအဲ့ဆိုတော့ငါအိမ်ကိုရှင်းရှင်းပြန်ပြီးတော့ဒါဂိုးလိန်တစ်ခါသွားပြန်ကမ်းပေးရတာပေါ့နော်ဒီမှာဆိုရင်ခံကြား AC လေးပဲဂိုးကြီးခွာနေကွာအဲ့ဆိုတော့ဒီကောင်ငါသွားပြီးတော့အဆုံးတက်ပေးလိုက်တာပေါ့နော်ဒီဖန်ကွာကွာတိလားဘလောက်ငါဘလောက်ပြီးထိပဲရှာကွာ तू ဘလောက်ထိပဲဖေးနေပါစေငါမှမဟုတ်ရင် तू မတတ်ဘူးကွာတိလားဒီငါ့အောင်မှမမင်း तू မရိုက်ဘူးကွာဒီတပွဲလုံးမှာ तू နှစ်ခါပဲရိုက်ခဲ့တယ်တိလားငါမြင်ခဲ့တာတော့ तू နှစ်ခါပဲရိုက်ခဲ့တယ်ကွာအဲ့နှစ်ခါစလုံးကငါပဲကြံတဲ့ကောင်တွေကသူ့ရှိမှဘလို့ပဲနေဘလောက်ပဲနေ तू လုံးဝမရိုက်ဘူးကွာနော်ဒီမှာဆိုလို့ရှိရင်လည်းဒါကိုဘက်က EHU ကိုဒါနှစ်ကောင်ပေါင်းပြီးမေးနေတဲ့အတွက်ကိုသွားပြီးတော့တခါသွားကမ်းပေးလိုက်တယ်ကွာနော်ပြီးတာနဲ့ဒီမှာဆိုလို့ရှိရင်ကြည့်ငါတို့ကဘတ်တွေကိုခန့်တာများတယ်ကွာဒီကောင်တွေကတကောင်နဲ့လာမစားရတော့ကွာ၅ကောင်လောက်ကြည့်လိုက်တိုက်လို့မြင်လိုက်တဲ့အတိုင်းအဲ့မှာ၅ကောင်တွေ့လာသူဘက်ကလာပေးတာကွာသူတို့က true shot နေတာတင်တယ်သူတို့သူ့လူကိုဘတ်စားရအောင်လာပြီးတော့ကြီးပေးနေတာပေါ့နော်ဒီမှာဆိုငါတို့က lock ပေါ်ထဲမှာကွာ lock ပေါ်မှာဖြစ်တဲ့အတွက်သူတို့ကလည်းဒါမက်လာထောက်ကြည့်တာပေါ့နော်ဖြစ်ရှင်တော့ကုလူတွေကသူလာထောက်တဲ့အနားမှာရောက်နေတဲ့အတွက်အဲ့ကျုံလာတဲ့ဖန်ကိုအရင်ဖြတ်ပေးလိုက်တယ်ကွာပြီးတာနဲ့ငါတို့ lock လေးကို easy လေးပဲယူပေးလိုက်တာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကွာငါတို့က lock နဲ့ easy တက်ပြီငါတို့ကလည်း၅ကောင်လို့ကြံသေးတဲ့အတွက် lock နဲ့တက်ပြီတားတို့ဒီမှာကြည့်လိုက်နော်ဟောငါကတော့ lock နဲ့ဒီကောင်တွေကငါတို့အင်းလို့ရနေပြီဖန်ကိုငါ့ကိုမရိုက်လိုက်တော့ပါဘူးဆိုပြီးတော့ငါဝင်ပြီးဆွဲကြည့်လိုက်ကွာငါတခါလေးပဲသူ့နောက်ကတ်တယ်အဲ့တခါဝင်ရိုက်သွားတာဒါနဲ့ဆိုသူတပွဲမှာငါ့ကိုနှစ်ခါရိုက်ခဲ့တယ်ငါနှစ်ခါသေးတယ်ကွာသူလည်းနှစ်ခါပဲရိုက်ခဲ့တယ်အဲ့မဲ့ဒီနားမှာဆိုရင်သူရိုက်တာမှန်သွားပါဘောနော်ငါသေးရတဲ့ငါလူတွေကလည်းဒါအကုန်ကြောက်ရတယ်ကွာငါသေးပြီးတာနဲ့ဒါကြမ်းတဲ့ကောင်တွေအကုန်ကြောက်ရတယ်ငါတို့ဝိတ်ရောက်တဲ့အထိကြောက်ရတာပေါ့နော်ဒီနားမှာဆိုလို့ရှိရင်လည်းဒါလီယိုမော့ဘတ်စားတယ်ကွာငါတို့ကဘတ်ကိုပေးမစားတာကွာလီယိုမော့ဆိုဒီပွဲမှာဆို10ခါကြော်လားမသိသေးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ငါတို့ကတာဝါအကုန်ရထားပြီကွာအဲ့လောက်သူတို့ကတာဝါကိုမတဖတ်မဲ့နဲ့အပြင်မှာဗဒယ်လာဆိုင်ကြည့်တာပေါ့နော်ဖြစ်ချင်တော့ငါတို့ကလည်းထွက်လာတဲ့ကောင်တွေအကုန်ရှင်းပေးလိုက်တယ်ကွာဒီမှာဆိုသူတို့၄ကောင်တော့ကြားသွားတာပေါ့နော်အဲ့ဆိုတော့ငါတို့ခံကြတဲ့ကောင်တွေကို easy လေးပဲကွာသူ့တော့မတတ်ပဲတာဝါအုံးကြီးရှိုးပေးလိုက်တာပေါ့နော်တိုင်းတို့ပွဲလေးကဒီလောက်ပဲကွာအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်တယ်နော် follow လုပ်ဖို့လည်းမမေ့နဲ့ဟုတ်